အားလုံးပဲမင်္ဂလာပါဒီချက်မွန်ပါဒီနေ့ဒီချက်မွန်က grammar သင်ခန်းစာအနေနဲ့ subject and predicate ဆိုတဲ့သင်ခန်းစာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ကဒီဘိုင်းမှာဆိုလို့ရှိရင် subject နဲ့ predicate အကြောင်းကိုပြောမှာဆိုတော့အရင်ဆုံးအနေနဲ့ subject အကြောင်းကိုအရင်ပြောလိုက်ရအောင်အဲ့တော့ what is the subject ဆိုတာဘာလဲအဲ့တော့ subject ဆိုတာဘာလဲဆိုတော့ the subject is who or what the sentence is aboutအဲ့တော့စာကြောင်းတစ်ကြောင်းကိုတချို့ကဝါကျတစ်ကြောင်းကိုဖတ်လိုက်တဲ့အခါမှာအဲ့ဒီဝါကျကဘသူ့အကြောင်းကိုပြောတာလဲဘယ်အရာအကြောင်းကိုပြောတာလဲဆိုတာကိုဖော်ပြထားတဲ့အရာဒီ subject ပဲတဲ့အဲ့တော့ဒါကိုတချို့တွေကဒီ example လေးနဲ့တွဲပြီးလေ့လာကြည့်အောင်ပေါ့နော် John is reading a book John ကစာအုပ်ဖတ်နေတယ်ဒါဆိုလို့ရှိရင်ဒီစာကြောင်းကဘသူ့အကြောင်းကိုပြောတာလဲဆိုတော့ John ရဲ့အကြောင်းကိုပြောတာဒါဆိုလို့ရှိရင် John က subject ဒုတိယစာကြောင်း Yangon is in Myanmar ရန်ကုန်ကမြန်မာနိုင်ငံမှာရှိတယ်ဒီစာကြောင်းကဘာအကြောင်းကိုပြောတာလဲဆိုတော့ရန်ကုန်ရဲ့အကြောင်းကိုပြောနေတာအဲ့တော့ရန်ကုန်က subject She is studying for the exam သူမကဆောင်းပွဲအတွက်စာကြက်နေတယ်စာလေ့လာနေတယ်အဲ့တော့ဒီစာကြောင်းမှာဆိုလို့ရှိရင်လေဘသူ့အကြောင်းပြောနေရလဲဆိုတော့သူမအကြောင်းပြောနေရဆိုတော့ခြေတို့က she က subject The cat sleeps on the sofa အဲ့တော့ကြောင်လေးကကြောင်က sofa ပေါ်မှာအိပ်တယ်အဲ့တော့ဒီစာကြောင်းကဘသူ့အကြောင်းပြောနေရလဲကြောင်ရဲ့အကြောင်းကိုပြောနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ the cat က subject Learning a new language can be fun အဲ့တော့ဘာသာစကားအသစ်ကိုသင်ရတာကတဲ့ပျော်စရာကောင်းတယ်အဲ့တော့ဒီစာကြောင်းကဘယ်အကြောင်းကိုပြောတာလဲဆိုတော့ Learning a new language ဘာသာစကားအသစ်တစ်ခုသင်တဲ့အကြောင်းကိုပြောနေရမလို့ Learning a new language က subject ဒါဆိုလို့ရှိရင် subject အကြောင်းကိုအကျဉ်းမြင်တော့သိသွားပြီပေါ့နော်ဒါဆိုလို့ရှိရင် subject ကဘယ်လိုမျိုးတွေလဲဆိုတာကိုဆက်ပြီးတော့လေ့လာရအောင်အဲ့တော့ဆွမ်းနာစာကြောင်းတွေကိုချိုလေ့လာတဲ့အခါမှာ subject က a name or proper noun အဲ့တော့ proper noun လို့ခေါ်တဲ့တဦးဆိုင်နာမ်နေပေါ့နော်တဦးဆိုင်နာမ်ဆိုတာချိုတွေကလူတဦးတစ်ယောက်ကပဲနေရာတစ်ခုကပဲအရာတစ်ခုကပဲပိုင်တဲ့တီးတဲ့နာမည်တွေ proper noun တွေအဲ့ဒီနည်းအားဖြင့် name နာမည်တွေကလည်း subject ဖြစ်နိုင်တယ်ဒီမှာဆိုလို့ရှိရင် John ရန်ကုန်ဒီလိုမျိုး proper noun တွေတဦးဆိုင်နာမ်နေနောက်ပြီးတော့ she တို့ he တို့ they တို့လိုမျိုး pronoun တွေကလည်း subject ဖြစ်နိုင်တယ်နောက်တစ်ခုကတော့ common noun လို့ခေါ်တဲ့ခြေတို့အများဆိုင်နာမ်နေ the cat တို့ the dog တို့ the students တို့ the town တို့အဲ့လိုမျိုး noun တွေကလည်း subject ဖြစ်နိုင်တယ်လို့မျိုး learning a new language လို့မျိုးခြေတို့တွေ idea တစ်ခုခုကိုပြောထားတဲ့အကြောင်းအရာတွေကလည်းခြေတို့တွေက subject တွေဖြစ်နိုင်တယ်အဲ့တော့ဒါဆိုလို့ရှိရင် subject ဖြစ်နိုင်တာတွေကခြေတို့ name တွေဖြစ်နိုင်တယ် proper noun တွေဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင် name တွေဖြစ်နိုင်တယ် pronoun တွေဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင် noun တွေအကုန်လုံးက subject ဖြစ်နိုင်တယ်။ Okay ဆိုရင် subject ကဘယ်လိုမျိုးတွေရှိလဲဆက်ကြည့်အောင်။အဲ့တော့ subject မှာဆိုလို့ရှိရင်ချို့တွေက simple subject နဲ့ complex subject ဆိုပြီးရှိရ။ simple subject ကတော့ချို့ဘယ်လိုမျိုးလဲဆိုတော့စာတစ်လုံးနဲ့စကားလုံးတစ်လုံးနဲ့တူတူရှင်းရှင်းလေးပဲပေါ့နော်မ။ Ali တို့ she တို့ရန်ကုန်တို့ the cat တို့ the dog တို့ဒါမျိုးစကားလုံးလေးတွေကချို့တွေက simple subject တွေအဲ့တော့ complex subject ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ longer subject ပို့ပြီးတော့ရှည်သွားတယ်။ဘာလို့ရှည်ရလဲဆိုတော့ with more information အဲ့ဒီ noun တွေချရီကထပ်ပြီးတော့ noun တွေ pronoun တွေpronoun တွေအတွက်ဆိုတော့ဆက်ပြီးတော့မှ information တွေထပ်ပြီးတော့ပေးထားရကြမလို့ subject ကပို့ပြီးတော့ရှည်သွားတယ်။အဲ့ဒါမျိုးကျတော့ complex subject လို့ခေါ်တယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် the park near my house is full of children in the evening အဲ့တော့ဒီစာကြောင်းကငါရဲ့အိမ်သားမှာရှိတဲ့ပန်းချံကတဲ့ညနေဘက်ဆိုရင်ကလေးတွေအပြည့်ပဲအဲ့တော့ဒီစာကြောင်းကဘာအကြောင်းကိုပြောနေရလဲဆိုတော့ပန်းချံရဲ့အကြောင်းကိုပြောနေတာ the park ပန်းချံကိုမှ तू ကဘယ်နေရာကပန်းချံလဲဆိုပြီးထပ်ပြီး information ပေးထားတယ် near my house အဲ့လိုမျိုး park နဲ့ပတ်သက်ပြီး information ထပ်ပေးထားတဲ့စာအထိပါချီတို့တွေကအတွဲလိုက်ကို subject လို့သတ်မှတ်တယ်အဲ့တော့ the park near my house တွဲလုံးက subject ဖြစ်တယ်နောက်တစ်ခုက the village where I grew up is very peaceful အဲ့တော့ငါကြီးပြင်းခဲ့တဲ့ရွာလေးကရန်ကိုအေးချမ်းတယ်အဲ့တော့ဒီမှာလဲဘာအကြောင်းကိုပြောလဲဆိုတော့ the village ရွာအကြောင်းကိုပြောနေတာရွာအောင်မှသူကရွာရဲ့ information ထပ်ပေးထားတယ်ဘယ်ကရွာလဲ where I grew up ငါကြီးပြင်းခဲ့တဲ့ရွာအဲ့တော့ the village where I grew up တခုလုံးက subject ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ the students sitting in the front row are listening carefully အဲ့တော့ရှေ့တန်းမှာထိုင်နေတဲ့ကျောင်းသားတွေကတဲ့တေးချာချာ queue ဆိုင်ပြီးတော့နားထောင်နေကြတယ်တဲ့အဲ့တော့ဒီစာကြောင်းကဘသူ့အကြောင်းပြောရလဲဆိုတော့ကျောင်းသားတွေရဲ့အကြောင်းပြောတာကျောင်းသားမှာသူထပ်ပြောထားရဲ့ဘယ်နာအကြောင်းသားတွေလဲ sitting in the front row ရှေ့တန်းမှာထိုင်နေတဲ့ကျောင်းသားတွေဒါဆိုလို့ရှိရင်တို့တွေကအဲ့ဒီ the students sitting in the front row တခုလုံးဒီ subject ဖြစ်ပါတယ်
ဒါဆိုလို့ရှိရင် cherry က subject နဲ့ပတ်သက်ပြီးတော့ subject ဆိုတာစာကြောင်းတစ်ကြောင်းမှာဝကြတစ်ကြောင်းမှာဝကြတစ်ကြောင်းကဘယ်သူ့အကြောင်းကိုပြောနေရလဲဘာအကြောင်းကိုပြောနေရလဲဆိုတာ subject ဆိုတာ cherry noun နေpronoun နေ name နေဖြစ်နိုင်တယ် subject မှာရိုးရိုးရှင်းရှင်းနဲ့ simple subject တွေရှိသလိုမျိုး information တွေထပ်ပြီးတော့ပါတယ် longer subject ဖြစ်တဲ့ complex subject တွေလည်းရှိတယ်ဆိုတာကိုသိသွားပြီဒါဆိုလို့ရှိရင် cherry က predicate ဆိုတာဘာလဲဆက်ပြီးတော့လေ့လာကြည့်မယ်what is a predicate predicate ကပါလေ predicate ကကြတော့ဆိုတော့ဒီချက်လို့ပြောလို့ပဲစာကြောင်းတစ်ကြောင်းကဘသူ့အကြောင်းပြောနေရလဲဆိုရင် subject အဲ့ဒီ subject ကဘာလုပ်တာလဲဘာဖြစ်တာလဲဆိုတော့ကျန်တဲ့အပိုင်းတွေအကုန်လုံးဒီ predicate ပါအဲ့တော့ the predicate tells something about the subject နဲ့ပတ်သက်ပြီးတော့ပြောထားတာတွေအကုန်လုံးဒီချက်လို့က predicate ဖြစ်တယ်အဲ့တော့ predicate မှာဘာတွေပါမလဲဆိုလို့ရှိရင် verb ပါမယ် and everything after it verb နဲ့ပတ်သက်ပြီးတော့ verb ကနောက်ကဟာတွေအကုန်လုံးပါမယ်အဲ့ကြည့်အောင် June is reading a book June ကစာအုပ်ဖတ်နေတယ်ဆိုတော့စာကြောင်းအဲ့တော့ကျွန်တော် June အကြောင်းကိုပြောနေတာဆိုတော့ June က subject ဖြစ်သွားပြီဆိုရင်ဟုတ်ပြီ June ကဘာလုပ်တာလဲအဲ့တော့ June နဲ့ပတ်သက်တဲ့အကြောင်းအရာအကုန်လုံး is reading a book ဒီ predicate ရန်ကုန် is in မြန်မာဆိုရင်ရန်ကုန်က subject ဆိုရင် is in မြန်မာဆိုတဲ့အကုန်လုံးက predicate She is studying for the exam ဆိုလို့ရှိရင် she က subject is studying for the exam တတွဲလုံးကချေလို့ predicate The cat sleeps on the sofa ဆိုလို့ရှိရင် the cat က subject sleeps on the sofa တတွဲလုံးက predicate Learning a new language can be fun ဆိုလို့ရှိရင် learning a new language က subject can be fun အကုန်လုံးက predicate အဲ့တော့ predicate မှာဒီချေတို့တွေက verb ကမဖြစ်မနေပါကိုပါတယ်ဘာလို့လဲဆိုတော့ sentence တစ်ကြောင်းဖြစ်ပြီဆိုလို့ရှိရင်ချေတို့က verb နဲ့ subject နဲ့ကပါကိုပါရတာဖြစ်တဲ့ကြောင့်မို့လို့ verb ပါတယ်အဲ့တော့ချေတို့က John is reading a book ဆိုလို့ရှိရင် verb ကိုခွဲထုတ်မယ်ဆိုလို့ရှိရင် is reading ရန်ကုန် is in မြန်မာမှာဆိုရင် is she is studying for the exam ဆိုလို့ရှိရင် is studying the cat sleeps on the sofa မှာဆိုရင် sleeps learning a new language can be fun ဆိုလို့ရှိရင်ကျွန်တော် can be အဲ့တော့ဒီနေရာမှာcan be fun ကိုတချို့ကကြားရလဲ can be နဲ့နောက်က fun က adjective နဲ့တွဲလိုက်ပြီးတော့မှ verb to be နဲ့ adjective နဲ့တွဲလို့ရှိရင် verb ဖြစ်တယ်ဆိုပြီးတော့တွဲလုံးကို cherry verb လို့သတ်မှတ်တာမျိုးရှိရင်တကယ်တော့သူက can be fun မှာ verb ဒီ can be ပဲဖြစ်ပါတယ် fun က adjective အနေနဲ့ can be ကို complement လုပ်ထားတဲ့အရာပါအဲ့တော့ cherry တွေက verb လို့ခွဲထုတ်မယ်ဆိုရင်တော့ can be လို့ပဲခွဲထုတ်ရမှာပေါ့နော် can be အဲ့တော့ fun ဒီ adjective ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ cherry တွေpredicate အကြောင်းလည်းသိသွားပြီ subject အကြောင်းလည်းသိသွားပြီဆိုလို့ရှိရင်ပို့ပြီးတော့နှစ်ခုကို꿰ပြသွားအောင်လို့စစ်ကြည့်အောင်အဲ့တော့တဲ့ complete sentence တစ်ခုမှာတဲ့ပြည့်ပြည့်စုံတဲ့ဝါကျတစ်ကြောင်းမှာ subject နဲ့ predicate နဲ့ပါတယ်တနည်းအားဖြင့်ဆိုလို့ရှိရင် subject နဲ့ predicate ပေါင်းထားလို့ရှိရင် complete sentence တစ်ခုဖြစ်တယ်အဲ့တော့ဒီ sentence structure တွေ sentence တွေရေးပြီဆိုလို့ရှိရင်ဒီ theory တွေက subject နဲ့ predicate ကိုသိဖို့လိုတယ်။တနည်းအားဖြင့် subject ဘယ်ဟာ subject လဲဘယ်ဟာက verb လဲ။အဲ့မှာ verb ကမှ verb ကအနောက်မှာပါတာကောင်လား predicate တွေပေါ့နော်။အဲ့တော့ဘာလို့လဲဆိုတော့ဒီလိုမျိုးခြေတို့က subject တွေ verb တွေ predicate တွေကိုခွဲတတ်မှာနောက်ပိုင်းခြေတို့ပို့ပြီးတော့အစင်းမြင့်တဲ့စာတွေရေးတဲ့အခါမှာ grammar pattern တွေသင်တဲ့အခါမှာဒါတွေကပို့ပြီးတော့နားလည်နေမှာဖြစ်တယ်ပေါ့နော်။အဲ့တော့မြန်မာစာမှာဆိုလို့ရှိရင်တော့ cherry က subject ကို kata လို့ခေါ်ပြီးတော့ predicate ကို was ကလို့ခေါ်တယ်ဒါဒီ cherry ကဒီ subject နဲ့ predicate အကြောင်းကဒီမြန်မာစာမှာလည်းဒီအကြောင်းကအတူတူပဲပေါ့နော်သင်ရတယ်အဲ့တော့ cherry ကြည့်ရအောင် all the teachers in our school are highly qualified အဲ့တော့ဒီစာကြောင်းမှာငါတို့ကျောင်းမှာရှိတဲ့ဆရာဆရာမတွေအားလုံးကအရေးချင်းမြင့်မားကြတယ်ဒါဆိုလို့ရှိရင် cherry ကဒီစာကြောင်းကဘယ်သူ့အကြောင်းကိုပြောနေရလဲဆိုတော့ဆရာတွေအကြောင်းကိုပြောနေတာဆရာတွေမှတယောက်တည်းမဟုတ်ဘူး all the teachers ကမှဘယ်ရလဲထပ်ပြောထားသေးတယ် in our school ဆိုတော့ cherry က all the teachers in our school တတွဲလုံးက subject ဖြစ်တယ် are ဆိုတဲ့ verb ကစပြီးတော့နောက်ကအကုန်လုံးက predicate ဖြစ်ပါတယ် The boy who has won the scholarship is from my class အဲ့တော့ scholarship ပညာသင်ဆုရသွားတဲ့ကောင်လေးကတဲ့ငါတို့အတန်းနေရဒါဆိုလို့ရှိရင် cherry တွေကဒီစာကြောင်းကဘယ်သူ့အကြောင်းပြောရလဲဆိုတော့ကောင်လေးအကြောင်းပြောတာကောင်လေးကဘယ်လိုကောင်လေးလဲပညာသင်ဆုရထားတဲ့ကောင်လေးဆိုတော့ cherry က the boy who has won the scholarship တတွဲလုံးက subject ဖြစ်တယ် is ဆိုတဲ့ verb ကနေပြီးတော့မှနောက်ကအကုန်လုံးက predicate ဖြစ်ပါတယ် One of my friends drew the cover design for that book အဲ့တော့ငါတငယ်ချင်းတွေတည်းကတယောက်ကတဲ့ဒီစာအုပ်အတွက် cover design ဆွဲပေးခဲ့တာဖုန်း design ကိုဆွဲပေးခဲ့တာတဲ့ဒါဆိုလို့ရှိရင်ဘယ်သူ့အကြောင်းပြောရလဲဆိုတော့one of my friends ကအကြောင်းကိုပြောနေတာ one of my friends
one of my friends က subject သူဘာလုပ်လဲဆိုတော့ drew ဆိုတဲ့ verb ကစပြီးတော့ကျန်တာအကုန်လုံးက predicate ဖြစ်ပါတယ် Our principal has gone to Nebiro to attend the meeting အဲ့တော့ငါတို့ကျောင်းဆရာကြီးကတဲ့ meeting တက်ဖို့အတွက်အစည်းအဝေးတက်ဖို့အတွက် Nebiro ကိုသွားပြီတဲ့ဒါဆိုလို့ရှိရင်ဒီစာကြောင်းကဘယ်သူ့အကြောင်းပြောနေရလဲဆိုတော့ our principal အကြောင်းကိုပြောနေတာအဲ့တော့ our principal က subject has gone ဆိုတဲ့ verb ကနေပြီးတော့မှနောက်ထပ်ကျန်တာအကုန်လုံးက predicate ဖြစ်ပါတယ် The books in that bookcase belong to my father ဒီစာအုပ်စင်မှာရှိတဲ့စာအုပ်တွေအကုန်လုံးကငါအဖေပိုင်တာဒါဆိုလို့ရှိရင်ဘာအကြောင်းကိုပြောနေရလဲဆိုတော့စာအုပ်တွေအကြောင်းကိုပြောနေရစာအုပ်ကမှဘယ်ကစာအုပ်တွေလဲစာအုပ်စင်ကစာအုပ်တွေဒါဆိုလို့ရှိရင် the books in that bookcase အကုန်လုံးက subject belong to ဆိုတဲ့ verb ကနေပြီးတော့မှကျန်တဲ့အကုန်လုံးက predicate ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တွေက subject နဲ့ predicate ကို꿰သွားပြီလို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ဒီ channel တွေ exercise လေးကိုဆက်သွားရအောင်ဒီ example နဲ့ exercise တွေကကျွန်တော်တို့ grade 10 English စာရဲ့ unit 3မှာပါတဲ့ exercise တွေဖြစ်ပါတယ်အဲ့တော့ဘာလုပ်ရမှာလဲဆိုတော့ separate the subject and predicate in each sentence below with a forward slash forward slash ဆိုတာကျတော့ဘာလဲဆိုတော့မြင်းဆောင်လေးပေါ့နော်ရှေ့ကိုစောင်းနေမြင်းဆောင်လေးနဲ့ subject နဲ့ predicate ကိုခွဲပေးရမယ်ပြီးတော့ဘာဆက်လုပ်အောင်မှာလဲဆိုတော့ also underline the verb in the predicate မှာပါတဲ့ verb ကိုလည်းမြင်ထားပေးပါအဲ့တော့ဒီစာကြောင်းဒီလေ့ကျင့်ရဲ့သဘောကတော့ကျွန်တော်တို့က subject နဲ့ predicate ကိုခွဲတဲ့အပြင်မှာ verb ကိုပါရွေးထုတ်ရမှာဖြစ်ပါတယ်အရင်ဆုံးဒီ channel တွေဒီ video လေးကိုခဏလေး pause လုပ်ပြီးတော့ကိုယ့်ဘာသာကိုလုပ်ကြည့်ပါလုပ်ကြည့်ပြီးတော့မှပြီးမှ channel တူပြန်ပြီးတော့အဖြေတိုက်ကြည့်မယ်နော်ဒါဆို channel တွေအဖြေတိုက်ကြည့်အောင်အဲ့တော့ number 1 Myanmar our country is often called the land of golden pagodas အဲ့တော့ငါတို့ရဲ့နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအကြောင်းပြောထားပါတော့ငါတို့ရဲ့နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကမြန်မာနိုင်ငံကိုတဲ့ဒီရွှေရောင်ဖျားတွေရှိတဲ့နိုင်ငံလို့လည်းခေါ်လေးရှိပါတယ်အဲ့တော့ဒီဟာကဘယ်သူ့အကြောင်းပြောရလဲဆိုတော့မြန်မာအကြောင်းပြောတာမြန်မာဥမာထပ်ပြီးတော့ပြောထားသေးတယ်မြန်မာဆိုတာတနည်းအားဖြင့်ပါလဲဆိုတော့ our country အဲ့တော့မြန်မာ our country တတွဲလုံးကကျွန်တော်က subject ဖြစ်တယ် verb က is ကနောက်ကရတယ်အကုန်လုံးကကျွန်တော်က predicate The English alphabet contains 26 letters အဲ့တော့ English အခရာမှာစလုံး26လုံးရှိရပေါ့နော်အခရာ26လုံးရှိရလို့ပြောတယ်ဒါဆိုလို့ရှိရင်ဘယ်သူ့အကြောင်းပြောနေရလဲဆိုတော့ English alphabet ကိုပြောတာဖြစ်တဲ့ကြောင့်မလို့ the English alphabet က subject verb က contains သူ့ရဲ့နောက်ကအကုန်လုံးက predicate အဲ့တော့ most trees in our country shed their leaves in the hot seasons အဲ့တော့ငါတို့နိုင်ငံမှာရှိရတဲ့တစ်ပင်အများစုကတဲ့နွေရာသီမှာအရွက်တွေကျွေရတဲ့ဒါဆိုလို့ရှိရင်ဘာအကြောင်းပြောနေရဆိုတော့ trees တွေအကြောင်းပြောနေတာ trees ကမှဘယ်က trees လဲဆိုတော့ငါတို့နိုင်ငံမှာရှိရ trees တွေဆိုတော့ most trees in our country က subject shed ဆိုတဲ့ verb ကနေစပြီးတော့မှနောက်ကအကုန်လုံးက predicate ဖြစ်ပါတယ် Many diseases these days are caused by different kinds of viruses အဲ့တော့ဒီယနေ့ခေတ်မှာဖြစ်နေတဲ့ယောဂအတော်များများကတဲ့မတူညီတဲ့ virus ပိုအမျိုးမျိုးကြောင့်ဖြစ်ရတာဖြစ်ပါတယ်တဲ့ဆိုတော့ theory ကသူ့အကြောင်းပြောတာလေယောဂတွေအကြောင်းပြောနေတာယောဂမှာအရင်ဖြစ်တဲ့ယောဂတွေကိုပြောတာမဟုတ်ဘူးဒီနေ့ခေတ်ဖြစ်နေတဲ့ယောဂတွေဆိုတော့ many diseases these days က subject ဖြစ်ပါတယ် are cause က verb ပါ are cause ကနေကျန်တာအကုန်လုံးက theory predicate ဖြစ်ပါတယ် all those paintings in that gallery are done by famous Myanmar artists အဲ့တော့အဲ့ဒီပြခဲမှာရှိရတဲ့ပကြီးကားတွေအားလုံးကတဲ့အားလုံးကိုမြန်မာကြော်ကြားထင်ရှားကြော်ကြားတဲ့မြန်မာပကြီးဆရာတွေကဆွဲထားတာတဲ့အဲ့တော့ဒီစာကြောင်းကလည်းဘာအကြောင်းပြောရလဲဆိုတော့ပကြီးကားတွေအကြောင်းပကြီးကားမှာဘယ်ကပကြီးကားလဲချင်းကပကြီးကားတွေပြောရမှာမဟုတ်ဘူးအဲ့ဒီ gallery အဲ့ဒီပြခဲမှာရှိတဲ့ပကြီးကားတွေအကြောင်းအဲ့တော့ all those paintings in that gallery က subject ဖြစ်တယ် verb က are done ကနေစပြီးတော့ကျန်တာအကုန်လုံးက predicate ဖြစ်ပါတယ် Number 6 Pollution is causing lasting damage to our environment အဲ့တော့ pollution ဒီညဉ့်ညမ်းမှုကတဲ့ငါတို့ရဲ့ပတ်ဝန်းကျင်ကိုရေရှည်ဆိုးကျိုးတွေထိခိုက်မှုတွေဖြစ်စေနေရပေါ့နော်အဲ့တော့ဒီစာကြောင်းကကျွန်တော်ဘာကိုပြောလဲဆိုတော့ pollution အကြောင်းကိုပြောထားတာအဲ့တော့ pollution က subject verb က is causing အဲ့တော့ is causing ကနေစပြီးတော့ကျန်တာအကုန်လုံးက predicate Little drops of water and little grains of sand make a mighty ocean and a pleasant land အဲ့တော့ဒီရေစက်ရေပေါက်လေးတွေနဲ့တဲ့တဲမုံလေးတွေကတဲ့ကြီးမားတဲ့ပင်လယ်ကြီးတွေနဲ့တာယာလှပတဲ့ကုန်းမြေတွေကိုဖန်တီးပေးတယ်
အဲ့တော့ဒီစာကြောင်းဘယ်သူ့အကြောင်းပြောရလဲဆိုတော့ရေစက်လေးတွေနဲ့သဲမှုန်လေးအကြောင်းပြောတာဆိုတော့ little drops of water and little grains of sand ဒီတွဲလုံးကကျွန်တော် subject ဖြစ်တယ် verb က make make ကစပြီးတော့ကျန်တာအကုန်လုံးက predicate Number 8 almost all the plays written by Shakespeare are well known အဲ့တော့ Shakespeare ရေးခဲ့တဲ့ပြဆက်တွေအားလုံးနီးပါးကတဲ့နာမည်ကြီးတယ်နာမည်ကျော်ကြားတယ်တဲ့အဲ့တော့ခြေတို့ကဒီစာကြောင်းကလည်းဘာလို့ပြောရလဲဆိုပြဆက်တွေရဲ့အကြောင်းအဲ့တော့ပြဆက်ကမှဘယ်သူပြဆက်လဲ Shakespeare ရေးခဲ့တဲ့ပြဆက်အားလုံးလားဆိုတာမဟုတ်ဘူးအားလုံးနီးပါအဲ့တော့ almost all the plays written by Shakespeare တတွဲလုံးက subject ဖြစ်တယ်အာက verb အဲ့တော့အာကနေစပြီးတော့ကျန်တာအကုန်လုံးက predicate According to one English pop song the best things in life are free အဲ့တော့ English pop song တပုတ်ရဲ့အဆိုအရဆိုရင်တဲ့ဘဝမှာရှိတဲ့အကောင်းဆုံးຢာတွေကအခမဲ့ဖြစ်ပါတယ်တဲ့အဲ့တော့ချေတို့ကဒီစာကြောင်းကဘာကိုပြောရလဲဆိုတော့ဘဝမှာရှိတဲ့အကောင်းဆုံးຢာတွေကိုပြောတာ the best things in life ကချေတို့ subject ဖြစ်တယ် verb က are အဲ့တော့ are free ကချေတို့ predicate ပေါ့နော်ဒီနေရာမှာ according to one English pop song ဆိုတာချေတို့ကဒီ introductory phrase လို့ခေါ်တာပေါ့နော် phrase လေးညီတန်း phrase လေးပဲဖြစ်တယ်သူက sentence မဟုတ်တဲ့အကြောင်းမလို့သူမှာ subject တွေ predicate တွေမရှိဘူးသူက phrase လေးတစ်ခုသာဖြစ်တယ်ဆိုတော့ sentence ထဲမှာ subject နဲ့ predicate ခွဲနေမှာဆိုတော့သူ့ကိုထည့်စရာမလိုဒါဆိုလို့ရှိရင်ဒီ channel တွေဒီ subject နဲ့ predicate ကို꿰သွားပြီလို့ထင်ပါတယ်ဒါဆိုလို့ရှိရင် channel တွေနောက်ထပ်သင်ခန်းစာတွေကိုလည်းမကြခင်မှာဆက်ပြီးတော့တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်တတား